internship လို့ထင်ခဲ့တာဒါပေမဲ့သူမကိုတတ်ဖို့လေ့ကျင့်နေကြတာဖြစ်တယ် target တစ်ခုတည်းတတ်မလားသိမလားသူမ internship တစ်ခုဝင်လိုက်တယ်ဒါပေမဲ့ဒီ internship တဲ့ office job မဟုတ်ဘူးသူမကို sniper training ပေးကြတယ် target တစ်ခုကို lock လုပ်ဖို့လေ့ကျင့်ကြတယ်သူမရဲ့ mentor က professional killer တယောက် fail လို့ရင်သူမကိုလိုက် target ဖြစ်သွားမယ် mission တစ်ခုတတ်မလားမတတ်နိုင်ရင်သူမသိမလား thriller နဲ့ psychological pressure ပြင်းထန်တဲ့ action ကားတကားပါဒီအေးဆက်ဆက်ရှိလာတဲ့ agent တွေကတန်ရှင်းရဲ့လဲထဲမှာပုံပြီးရုရှားနိုင်ငံရဲ့ Federal Security Service အဆောက်အဦနဲ့ကိုတိတ်တဆိတ်ခိုးဝင်သွားခဲ့ပါတယ်။သူမရဲ့ပြစ်မှတ်ကတော့ဘန်ဒါလိုက်ထဲကတာမဏိတေတာထဲမှာရှိနေတာဖြစ်ပြီးတကားကိုဖွင့်ဖို့အတွက်ကီရီယာတစ်ခုကိုကျွန်းကျွန်းကျင်ကျင်ထုတ်လိုက်တာကိုတွေ့ရမှာပါ။ဒါပေမဲ့အထဲကလက်ဆွဲအိတ်ကိုဖွင့်လိုက်တဲ့အခါမှာတော့ဝန်တန်းကိုရည်မတန်အတွက်အထူးကြီးကိုတွေ့လိုက်ရပြီးတိုက်တိုက်ဆိုင်ဆိုင်မဲ့အပေါ်စွန်းမှာရှိနေတဲ့စာရွက်ကသူမရဲ့ဓာတ်ပုံပါတဲ့ကိုရည်မတန်ချနေပါတယ်။အဲ့ဒီချိန်မှာပဲကင်းဆောင်တစ်ယောက်ကရုတ်တရက်ခေါင်းဟစ်ပြီးပြေးဝင်လာခဲ့ပါတယ်။ဒီအမျိုးသမီးကတော့မျက်နှာအမူအရာမပြတ်ပဲအဆောင်ချပစ်လိုက်တဲ့တနတ်ကိုကောက်ကိုင်းလက်နှစ်ဖက်ကိုနောက်ပစ်ပြီးအဲ့ကျိုခဲမာတဲ့ကိုခန်းခန်းညာညာရှောက်သွားပါတော့တယ်။ဒီလိုတက်ဖြတ်မှုတွေကိုလှုပ်ဆောင်နေတဲ့အမျိုးသမီးရဲ့နာမည်ကတော့ Reina ပါ။သူမဟာငငယ်လေးကလေးက The Sea လို့ခေါ်တဲ့အဖွဲ့အစည်းရဲ့လက်ချက်နဲ့လူသက်စစ်ရုပ်တရောဖြစ်လာခဲ့ရပြီးအဖွဲ့အစည်းအတွက်အမောင်ဆုံးမရှင်တွေကိုလှုပ်ဆောင်ပေးခဲ့ရတာပါ။ Reina ဟာဒီလိုဘဝမျိုးကိုစိတ်ကုန်နေတာကြာပါပြီ။သူမရဲ့ဘဝတစ်ခုလုံးကိုခံလာချက်မရှိတဲ့လူသက်လက်နက်တစ်ခုဖြစ်မကုံဆုံးရှင်တော့ပါဘူး။ဒါကြောင့်မို့လို့အရွယ်ရောက်လာတဲ့အခါမှာတော့ The Sea အဖွဲ့အစည်းကိုလက်စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။လက်စားချေမဲ့အစီအစဉ်ရဲ့ပထမဆုံးခြေလှမ်းကတော့ကိုပိုင်အဖွဲ့တစ်ခုဖွဲ့စည်းဖို့ပါပဲ။ Reina ဟာမတန်းထဲမှာပါတဲ့သူတွေအားလုံးစီကို email ပို့ပြီးအဖွဲ့အစည်းကိုအတွင်းထဲကနေအင်အားသုံးဖျက်ဆီးဖို့အကူအညီတောင်းခဲ့ပါတယ်။ဒီလူတွေဟာလည်း Reina လိုပဲငငယ်လေးကလေးက The Sea ရဲ့အတက်မခေါ်ဆောင်ခြင်းကိုခံခဲ့ရပြီးအလုတ်သင်းစီမံကိန်းရဲ့အတွက်စမ်းပတ်ခံတွေဖြစ်ခဲ့ကြပါတယ်။လာပေါင်းများစွာနှိပ်စက်ညှဉ်းပန်းမှုတွေကြားထဲမှာသူတို့ဟာအတက်ပညာပေါင်းစုံကိုအတင်းအကျပ်သင်ယူခဲ့ရပြီးသွေးရည်ကလူသက်စစ်ရုပ်တွေဖြစ်ပုံသွင်းခံခဲ့ရပါတယ်။သူတို့တင်တန်းဆင်းတဲ့အခါမှာတော့ဒီအလုတ်သင်းတွေကိုနိုင်ငံအသီးစီစီဆေလွတ်လိုက်ပြီးတာမန်လူတွေလိုဟန်ဆောင်နေထိုင်စေခဲ့ပါတယ်။အထင်မှန်မှာတာမန်လူတွေနဲ့မခြားနာပေပဲ mission အတွက်ဆိုရင်တော့အချိန်မရွေးအသက်ပေးဖို့အသင့်ဖြစ်နေသူတွေပါ။တကယ်တော့ဒီအလုတ်သင်းတွေရဲ့စိတ်ထဲမှာပြင်းထန်တဲ့တန်းရတွေရှိနေကြပြီးသူတို့ကိုလူသက်စစ်ရုပ်တွေဖြစ်ပြောင်းလဲပစ်ခဲ့တဲ့အဖွဲ့အစည်းပေါ်နာကြည်ချက်တွေကလည်းအလွန်နှက်ဆိုင်ပါတယ်။ဒါကြောင့်မို့လို့ Reina ရဲ့ email ကိုမြင်လိုက်တဲ့အခါမှာတော့အလုတ်သင်းအားလုံးဟာတိုက်တိုက်ဆိုင်ဆိုင်ပဲသူတို့ရဲ့အလုပ်တွေကိုတပြိုင်နက်တည်းရပ်တန့်လိုက်ကြပါတယ်။သူတို့ရဲ့ပစ္စည်းကိရိယာတွေကိုယူပြီး Reina ချိန်ထားတဲ့နေရာကိုလာခဲ့ကြတာကတော့ကြံရှိနေတဲ့ဆွေမျိုးသားစငင်းတို့နေလိုပါပဲ။ဒါပေမဲ့သူတို့မသိလိုက်တာကတော့ Reina ကဒီကိုရေးမတန်းတွေကိုလူသိရှင်ကြားခိုးယူလိုက်ကြတဲ့က The Sea အဖွဲ့ကသူမရဲ့အစီအစဉ်ကိုရီးမိသွားပြီးလုတ်ကြံတက်ဖြတ်ဖို့လူသက်သမားတွေလွှတ်လိုက်ပြီးဆိုတာပါပဲ။ပထမဆုံးအရှာခံလိုက်ရတာသူကတော့ကုတ်နမယ်ဂဲခန်းယနီလို့ခေါ်တဲ့အလုပ်သင်းမလေးပါသူမဟာ Paris မြို့ကိုရောက်ရောက်ချင်း Reina နဲ့တွေ့ဖို့ပြင်ဆင်နေတော့ပါပဲလူသက်သမားနှစ်ယောက်ကလမ်းပိတ်ပြီးတားဆီးတာကိုခံလိုက်ရပါပဲယနီဟာရန်သူကမောင်းမဖြုတ်ခင်မှာပဲတုံဆိုင်မနေပဲမြားတို့တစ်ချောင်းနဲ့တယောက်ကိုအေးအေးဆေးဆေးအပြတ်ရှင်းလိုက်ပြီးကြံတဲ့တယောက်ကိုတော့အနီးကတိုက်ခိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲနောက်ထပ်လူသက်သမားတယောက်ပြေးဝင်လာပေမဲ့ယနီကသူမရဲ့မြားတို့တွေနဲ့အကုလုံးကိုအပြတ်ရှင်းပစ်လိုက်ခဲ့ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲမမျောလစ်လာတစ်ခုဖြစ်သွားပါတယ်အနောက်မှာ red နေတဲ့ဝက်ဆုံပြေးတဲ့လူငယ်လေးတယောက်ကအချိန်နဲ့လာနေတဲ့မြားတို့ကိုလက်ပလားနဲ့ဖမ်းပြလိုက်တာပါယနီဟာပညာရှင်နဲ့တိုးပြီးဆိုတာတီးလိုက်လို့ရင်းတုံသွားပင်ပဲအဲ့ဒီလူကရန်လိုတဲ့အရေးအယောင်မပြတာကိုတွေ့ပြီးအံ့ဩသွားပါတယ်အဲ့ဒီအစားသူကပြုံးပြီးသူတို့ဟာမဟာမိတ်တွေဖြစ်တယ်လို့ရှင်းပြခဲ့တယ်လို့သူမကိုချောင်းမြောင်းပြီးတိုက်ခိုက်ဖို့လုပ်နေတဲ့လူသက်သမားကိုလည်းအေးအေးဆေးဆေးပဲနှိမ်နှန်းပြလိုက်ပါတယ်ဒါကိုမြင်လိုက်တဲ့အခါမှာတော့ယနီဟာစံတရားမရှိတော့ပဲအဲ့ဒီလူနောက်ကိုနောက်ဖက်တကားတဲ့ကလိုက်သွားခဲ့ပါတယ်။အန်အောဘိုကောင်းတာကတကားအပြင်ရောက်တာနဲ့ရိနာကအပြင်မှာစောင့်နေတာကိုတွေ့လိုက်ရပါတယ်။သူတို့၃ယောက်ဟာမလိုအပ်တဲ့စကားတွေမပြောကြပါဘူး။တယောက်နဲ့တယောက်ခေါင်းညက်ပြီးနှုတ်ဆက်ပြီးလူအုပ်လက်ကိုရောမိသွားပျောက်ကွဲသွားကြပါတယ်။
တစ်ဖက်မှာတော့ရုရှားနိုင်ငံရဲ့ Federal Security Service အဆောက်အဦထဲမှာတော့အခြေအနေကအတော်လေးတင်းမာနေပါတယ်။အဲဂျိုခန်းမာထဲမှာအလောင်းပေါင်းဒါဇင်နဲ့ချီပြီးပြန်ကျဲနေတာဖြစ်ပြီးအားလုံးဟာ Reina ရဲ့လက်ချက်နဲ့တေဆုံးခဲ့ရတာမှာဒီအမှုကိုတာဝန်ယူထားတဲ့ agent မလီကအရန်ကိုဒေါသထွက်နေပြီးအဖိုးကြီးတယောက်စီကိုအမြန်သွားခဲ့ပါတယ်။ဘာဖြစ်လို့ဒီလိုတွေဖြစ်ရတာလဲလို့မေးမြန်းတဲ့အခါမှာတော့ဒီနေ့ဒီလိုအဖြစ်ဆိုးကြီးဂျုံရတာဟာသူတို့စီမှာအလုပ်သင်းမရှိလို့ဖြစ်တယ်လို့အဖြေပြန်ရပါတယ်။တကယ်တော့အရင်ကရုရှားကလည်း American ကိုအတူခိုးပြီးစမ်းသပ်မှုတွေလုပ်ခဲ့ပါသေးတယ်။ Newton ကအလုပ်သင်းတွေလို့စွမ်းအားကြီးတဲ့လူသက်စစ်ရုပ်တွေကိုဖန်တီးခဲ့ပြီးမဲ့နောက်ဆုံးမှာတော့အားလုံးကကြာရှုံးမှုနဲ့ရင်ဆိုင်ခဲ့ရတာပါ။သူမရှိမှရှိနေတဲ့အဖိုးကြီးကတော့ရုရှားဘက်ကစီမံကိန်းခေါင်းဆောင်မဲ့ဖြစ်ပါတယ်။သူကယူးစွာတဲ့မျက်နှာအမူအရာနဲ့ပြောလိုက်တာကတော့နားတို့နိုင်ငံကဒီ crowd စွာတဲ့စွမ်းအားကိုမပိုင်ဆိုင်နိုင်ဘူးဆိုရင် American နဲ့မရအောင်လုပ်ရမယ်ဆိုတာပါ။အဲ့ဒီနောက်မှာတော့အဖိုးကြီးက Reina တို့ခေါ်တဲ့အလုပ်သင်းဟာအခုအချိန်မှာ New York မြို့ကိုတွားနေတာကြောင့်တတိပေးခဲ့ပါတယ်။ဒါကိုကြားလိုက်တဲ့အခါမှာတော့သူမကချက်ချင်းပဲသဘောပေါက်သွားပြီး New York မြို့မှာရှိတဲ့ Russia agent ကိုဆက်သွယ်ပြီး Reina ကိုဒိုက်လိုက်တပ်ဖြတ်ဖို့အမိန့်ပေးလိုက်ပါတယ်။ နောက်ထပ်အခြေအနေတစ်ခုမှာတော့လှက်လိုက်တဲ့လူသက်သမားနီးအားလုံးအသက်ခံလိုက်ရတယ်ဆိုတာကိုသိပြီးတဲ့နောက် CIA ဟာရှင်းလင်းရေးစစ်စင်ရေးကိုအရှိန်မြင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကိုယ့်အတွက်အသုံးမကျတဲ့အရာဆိုရင်ဖျက်ဆီးပြရမယ်ဆိုတဲ့မူဝါဒအတိုင်းပါမယ်။ဒါကြောင့်မို့လို့ညွှန်ကြားရေးမှူးက CIA ရဲ့ထိပ်တန်း agent ဖြစ်တဲ့ Anna ကိုခေါ်ယူပြီးဒီအရေးကြီးတဲ့ mission ကိုပေးအပ်ဖို့စီစဉ်ခဲ့ပါတယ်။ညွှန်ကြားရေးမှူးကဒီအလုပ်သင်စီမံကိန်းဟာ American ရဲ့စစ်အင်အားကိုမြင့်တင်ဖို့ဖြစ်တယ်လို့ကြွားဝါပြောဆိုခဲ့ပေမဲ့ Anna ကတော့ဒီစီမံကိန်းရဲ့အကြောင်းကိုအရင်ကတည်းကကြားဘူးနာဝရှိထားတာပါ။သူမဟာဒီစီမံကိန်းရဲ့နောက်ွယ်မှာရှိတဲ့တွေးထွတ်တန်ယိုမှုတွေနဲ့ရက်ဆက်မှုတွေကိုကောင်းကောင်းနားလည်ထားပါတယ်။ဒါကြောင့်မို့လို့သူမဟာဒီ mission နဲ့မတင်တော်ကြောင်းပွင့်ပွင့်လင်းလင်းပြောခဲ့ပြီးပို့ပြီးတင့်တော်မဲ့သူကိုပဲရှာဖို့အကြံပြုခဲ့ပါတယ်။ဒါပေမဲ့ညွှန်ကြားရေးမှူးကဘာမှပြန်မပြောဘဲ Reina နဲ့ပတ်သက်တဲ့ကိုရေးခွက်တန်းတွေကိုယူလာဖို့သူ့ရဲ့လက်ထောက်ကိုအချက်ပြလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့တုံလုံးစရာသတင်းစကားတစ်ခုကြောင့်အန်နာဟာမိုးကြိုးပစ်ခံလိုက်ရတယ်လို့ငိုင်ကျသွားခဲ့ပါတယ်။ရုရှား agent တွေနဲ့အတူ CIA ကိုဖျက်ဆီးဖို့ကြံစီနေတဲ့အလုပ်သင်ဟာတကယ်တော့သူမရဲ့အရင်ခောက်သမီးအရင်ဖြစ်နေလို့ပါပဲ။ညွှန်ကြားရေးမှူးရဲ့စကားကိုအန်နာကမတန်တရမဖြစ်မိပါဘူး။ဘာလို့လဲဆိုတော့သူမဟာ agent မဖြစ်ခင်တုန်းကသမီးလေးတစ်ယောက်မွေးခဲ့ဘူးတဲ့ဆိုတာကိုကိုယ်တိုင်သိနေလို့ပါ။အဲ့ဒီအချိန်တုန်းကသူမဟာမိခင်တစ်ယောက်ဖြစ်ဖို့စိတ်ပိုင်းဆိုင်ရာအဆင်သင့်မဖြစ်သေးတာကြောင့်ကလေးမွေးပြီးချင်းမှာပဲတခြားကိုပို့လိုက်ခဲ့တာပါ။မိခင်တယောက်အနေနဲ့အန်နာဟာသူမရဲ့သမီးအရင်ကိုဘယ်လိုလုပ်ရဲဆက်ဆက်တတ်နိုင်ပါလဲ။ဒါကြောင့်မို့လို့အဲ့ဒီနေ့ညနေမှာပဲစားဖို့မူနာရာဟမ်ဘာဂါရောင်းနေတဲ့စားတောက်ကုန်ကားလေးစီကိုသူမသွားခဲ့ပါတယ်။နာရာကတော့အလုပ်တွေအယမ်းများနေတဲ့လုပ်ဖို့ကိုင်းဖက်ဟောင်းအန်နာကိုမြင်လိုက်ရတဲ့အခါအံ့ဩသွားပါတယ်။တကယ်တော့နာရာဟာလည်း CIA agent တယောက်ဖြစ်ခဲ့ဘူးပေမဲ့သူမရဲ့စိတ်တူတက်တဲ့အကျင့်နဲ့အမှားတစ်ခုကြောင့်အလုပ်ကနေထုတ်ပယ်ခံလိုက်ရတာပါ။အခုတော့သူမဟာမိသားစုကိုလှုပ်ကျွေးဖို့အတွက်ဟမ်ဘာဂါရောင်းတဲ့အလုပ်ကိုပဲလုပ်ကင်နေရတာပါ။အန်နာကတော့စကားကိုလွှဲပတ်မနေပဲအကူအညီတစ်ခုတောင်းစရာရှိတယ်လို့တိုက်ရိုက်ပဲပြောလိုက်ပါတယ်။အခုလိုရှုပ်ထွေးနေတဲ့အခြေအနေမှာ CIA နဲ့မပတ်သက်တော့နဲ့နာရာလိုလူမျိုးကသာအန်နာအယုံကြည်ဆုံးသူပါ။သူမဟာအတိတ်ကအကြောင်းအရာအားလုံးကိုနာရာကိုပြောပြလိုက်ပြီးရီနာရဲ့ဓာတ်ပုံကိုပြကရုရှား agent တွေလက်ထဲမရောက်ခင်သူမရဲ့သမီးကိုအမြန်ဆုံးရှာပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရုရှားဘက်ကလည်းစတင်လှုပ်ရှားလာခဲ့ပါတယ်။အဲ့ဒီနေ့ညမှာပဲရုရှား agent မလေးဟာနယူးယောက်ကိုအမြန်သွားပြီးမောင်ရစ်ခိုကဖျားကျောင်းတစ်ခုထဲကိုခိုးဝင်သွားပါတယ်။သူမဟာဘေးပတ်ဝန်းကျင်ကအကြည့်တွေကိုလီယိုရှူပြီးစင်မြင့်ဘော်ကဖုံးတော်ကြီးစီကိုတန်မတ်သွားခဲ့ပါတယ်။ဘသူမှမရိပ်မိအောင်လို့စာရွက်တရွက်ကိုဖုံးတော်ကြီးစီလျိုရွှက်ကမ်းပေးလိုက်ပါတယ်။လူအင်အားနဲ့ခစ်မီလက်နက်တွေကိုအမြန်ဆုံးပြင်ဆင်ထားဖို့တောင်းဆိုလိုက်ပါတယ်။နယူးယောက်မှာအခြေစိုက်တဲ့ရုရှား agent တွေရောက်ဖြစ်နေတဲ့ဖုံးတော်ကြီးဟာအထက်လူကြီးရဲ့အမိန့်ကိုမငြင်းနိုင်ပါဘူး။ဒါကြောင့်မို့လို့လမ်းတောက်မှာကော်ဖီဆိုင်မှာစောင့်နေဖို့နဲ့15မိနစ်အတွင်းမှာယူရီလို့ခေါ်တဲ့လက်နက်ပွဲစားနဲ့တွေ့ပေးမယ်လို့ပြောခဲ့ပါတယ်။ဘသူမှမတန်တရဝင်းဖို့မတာသူတို့နှစ်ယောက်ဟာတကယ်လို့ကောင်းကြီးတောင်းခံနေသလိုမျိုးဟန်ဆောင်ခဲ့ကြပါတယ်။15မိနစ်အကြာမှာတော့ဖုံးတော်ကြီးဟာဂတိအတိုင်းပဲလူတယောက်ကိုကော်ဖီဆိုင်စီကိုခေါ်လာခဲ့ပါတယ်။အဲ့ဒီလူကတော့ထွားချိုင်းဒီကြွက်မဆယ်တွေနဲ့လူတယောက်ပါ။ဒါပေမဲ့သူမကတော့တစ်ချက်ကြည့်လိုက်ရတော့တဲ့သူဟာသူမရှာနေတဲ့သူမဟုတ်ဘူးဆိုတာကိုအတက်သိလိုက်ပါတယ်။မှန်ပါတယ်။ဒီထွားချိုင်းတဲ့လူကြီးဟာဒေါသထွက်နေတဲ့သားရရိတ်တကောင်လို့စပွဲကိုလက်နိုင်ထုတ်ပြီးဝုန်းတိုင်းကျဲဝင်လာပါတယ်။သူအထက်လူကြီးကအလွယ်တကူတွေးလို့မရတဲ့သူမဟုတ်ဘူးလို့ဂျုံဝါပြောပြီးသူမကို6လမ်းကိုကြိုးစားခဲ့ပါတယ်
ပါတယ်ဒါပေမဲ့သူတွက်ခိန်းမသွားပါတယ်သူမှရှေ့ကိုအရှိန်နဲ့တိုးသွားပြီးပြင်းထန်တဲ့ထိုးချက်တစ်ချက်ကျွေးလိုက်ကကြောက်ဒီလူကြီးခင်ဗျာကြောင်းတောင်းဟစ်သွားရပါတယ်သူနောက်တစ်ခေါက်ပြန်တိုက်ခိုက်ဖို့လှုပ်နေတော့ပါပဲလူတယောက်ရုတ်တရက်ပေါ်လာပြီးကြားဖြတ်တားဆီးလိုက်ပါတယ်သူ့ကိုယ်သူနောက်ထပ်လက်တွဲဖို့အနေနဲ့မိတ်ဆက်ခဲ့တာပါအခုလောလောဆယ်ဌာနချုပ်ကသူတို့ကိုအရေးကြီးကြံရှာနေပါတယ်သူမှလည်းစိတ်မပါပဲမဲ့ဌာနချုပ်ကဖုန်းကိုဖြေဖို့လူသူကင်းဝဲတဲ့နေရာကိုသူ့နောက်ကနေလိုက်သွားခဲ့ရပါတယ်ဖုန်းထဲကနေစီမံကိန်းကြီးကြပ်လီမှုရဲ့အတန်ထွက်ပေါ်လာပါတယ်တစ်ဖက်ကပြောတာကြတော့ CIA ကပြင်ပရောက်နေတဲ့အလုပ်တင်ကိုဖမ်းဖို့အတွက်အန်နာကိုတာဝန်ပေးထားတယ်လို့ဆိုပါတယ်နောက်ပြီးအန်နာက agent ဟောင်းနာရာစီမှာအကူအညီတောင်းထားတယ်ဆိုတာကိုလည်းသူတို့သိထားကြပါတယ်ဒါကိုကြားလိုက်တော့ကျွန်တော်ခဏလောက်တုံလောက်မိသွားပါတယ်ဘာလို့လဲဆိုတော့သူ့လက်နာရာဆိုတာအတိဟောင်းတွေဖြစ်နေလို့ပါပြဿနာကသူတို့နှစ်ယောက်ကတငယ်ချင်းတွေမဟုတ်ပဲတသက်လုံးရန်တူတွေဖြစ်နေတာပါကျွန်တော်နာရာကိုလှုပ်ကြံဖို့အကြိမ်ကြိမ်စူးစမ်းခဲ့ပြီးမဲ့အားလုံးကမအောင်မြင်ခဲ့ပါဘူးဒီအစီအစဉ်ထဲမှာနာရာပါဝင်နေတယ်ဆိုတာကိုလည်းသိလိုက်ရပါတယ်ရုရှားဘက်ကတော့ချက်ချင်းအခြေအနေမဟန်တော့ဘူးလို့ခံစားလိုက်တာကြောင့်ကြီးကြပ်ရေးမှုကကျွန်တော်ကိုအရှိန်မြင့်လှုပ်ဆောင်ဖို့အထူးတလားဖုံးဆက်တိုက်တွန်းတာပါ CIA ထက်အရင် Reina ကိုရှာတွေ့ရမှာဖြစ်ပြီးနောက်ဘာပြဿနာမှမတက်အောင်သူမကိုရှင်းပြရပါမယ်ကျွန်တော်လည်းအခြေအနေရဲ့အရေးကြီးပုံကိုသဘောပေါက်သွားပြီးဖုံးချလိုက်တာနဲ့အစီအစဉ်ကိုစတင်အကောင့်ထဲပေါ်ပါတော့တယ်အဲ့ဒီအချိန်မှာကော်ဖီဆိုင်တဲကိုမဖိတ်ခေါ်ပဲဧည့်သည်တယောက်ရောက်လာတာကိုတော့သူမသိခဲ့ပါဘူးအဲ့ဒီလူကတော့အန်နာကိုသူမသမီးလေးရှာပေးဖို့ကြိပေးထားတဲ့နာရာပါပဲသူကဒီလူကြီးစီကိုတန်တမမရှောက်သွားပြီးအဓိကအချက်ကိုပဲတိုက်ရိုက်ပြောဟိုက်ပါတယ်သူက Mr. Tran နဲ့တွေ့ကျင်နေတာပါသူကသူ့ရဲ့ဒေါသတွေကိုဘယ်မှာထွက်ပေါက်ရှာရမှန်းမသိထင်နေတော့မှမဖြော်လင့်ပေးတယောက်ကသူ့တေတွင်းသူလာတူးသလိုဖြစ်သွားတာပါဒါကြောင့်ရန်လိုနီရဲ့ဒီလူကြီးကနာရာကိုသင်ခန်းစာပေးဖို့ကြံရွယ်လိုက်ပါတယ်ဒါပေမဲ့သူစကားတော့မဆုံးသေးခင်မှာသူ့ရဲ့ဘိုက်ထဲကိုပြင်းထန်တဲ့လက်တီးချက်တစ်ချက်ရောက်လာမယ်ဆိုတာကိုသူမသိခဲ့ပါဘူးအဲ့ဒီလူကြီးဟာအစောပိုင်းကလိုမန်တက်မနီနိုင်တော့ပဲနာကျင်လုံးလို့ကြမ်းပြင်ပေါ်မှာလူးလိနေပြီးနာရာကလည်းချက်ချင်းပဲထပ်ပြောလိုက်ပါတယ်သူက Mr. Tran ကိုဖုံးဆက်လိုက်ဖို့နဲ့သူနဲ့ဆွေးနွေးစရာစီးပွားရေးကိစ္စတစ်ခုရှိတယ်လို့ပြောခိုင်းလိုက်ပါတယ်ပြီးနောက်နာရာကလွှဲထွက်သွားပါတယ်ဘေးတကားမှာပုံနေတဲ့ Vlad နဲ့သူ့လက်တွေဖော်တော့ကဒီမြင်းကွင်းတစ်ခုလုံးကိုအတိုင်းတော့မြင်နေရတာကိုတော့သူမသိခဲ့ပါဘူးသူတို့နှစ်ယောက်တယောက်ကိုတယောက်အလေးအနက်ကြည့်လိုက်ကြပေမဲ့နောက်ဆုံးမှာတော့ဘာမှမလုပ်ရခဲ့ကြပါဘူးနာရာကော်ဖီဆိုင်ကထွက်သွားပြီးနောက်မှာတော့အခြေအနေတွေကတမျိုးပြောင်းသွားပါတယ်သူကလမ်းဘေးမှာရပ်ထားတဲ့တက္ကစီစီကိုတန်းမတ်ရောက်သွားခဲ့ပြီးမြဲကားထဲမှာလူမိတ်နှစ်ယောက်ကသူ့ကိုစောင့်နေတယ်ဆိုတာသူမသိခဲ့ပါဘူးသူတို့ထဲကတယောက်ကနာရာကိုဘိုးဘေးတွေစီကိုပို့ပေးဖို့ရည်ရွယ်ချက်နဲ့ချက်ချင်းပဲတနက်ထုတ်လိုက်ပါတယ်ဒါပေမဲ့သူကသူ့ကိုယ်သူအထင်ကြီးလွန်းသွားတာသိတာပါတယ်ခဏလေးအတွင်းမှာပဲနာရာကအဲ့ဒီလူမိုက်နှစ်ယောက်လုံးကိုတက်ရကင်တွယ်လိုက်ပါတယ်ပြီးတော့သူကဒရိုင်ဘာကိုတကားဖွင့်ပေးဖို့တိုက်ရိုက်ချင်းချောက်လိုက်ပါတယ်နာရာမသိတာကတော့တိတ်မဝေးတဲ့နေရာမှာလူတစ်ယောက်ကပုံပြီးသူ့ရဲ့လောက်ရမှန်သမျှကိုအနီးကပ်စောင့်ကြည့်နေတာပါဒီလူကတာမန်လူတော့မဟုတ်ပါဘူးသူကတချိန်ကနာရာကို CIA ကနေအလုတ်ထုတ်ခံရအောင်လုပ်ခဲ့တဲ့နာမည်ဆိုးနဲ့ကြော်ကြားတဲ့မာဆွန်ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့သူတို့နှစ်ယောက်ကရန်ဘက်တွေမဟုတ်ကြပါဘူးသူတို့နှစ်ယောက်လုံးအန်နာကိုစိတ်ပူနေကြတာပါ CIA ကမာဆွန်ဆိုတဲ့ဝှက်ဖဲတစ်ချက်ကိုခြံထားခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီချိန်မှာပဲနယူးယောက်မြို့ရဲ့မြောက်ပိုင်းမှာရှိတဲ့လုံခြုံစိတ်ချရတဲ့အိမ်တစ်ခုမှာတော့အလုံးတင်အကုန်လုံးစုမိသွားပြီးရေနာရဲ့မိတ်ဆက်ပိန်မှုနဲ့အတူအားလုံးကတယောက်အကြောင်းတယောက်ကိုပြီးတိလာကြပါတယ်သူတို့တယောက်ချင်းစီမှာထူးခြားတဲ့အရွယ်ဆန်းရှိကြပြီးအဲ့ဒီအရွယ်ဆန်းတွေကိုပဲသူတို့ရဲ့လွှဲဝတ်ခုတ်နာမည်တွေအဖြစ်အသုံးပြုကြပါတယ်အချင်းချင်းတိပြီးသားဖြစ်တဲ့ဂျော်နီနဲ့ရူဘီအားမပြင်ကြံတဲ့လူတွေကတော့ဆေးဝါးကျွမ်းကျင်လူဂျူလီလက်ဖြောင်းတနတ်သမားပေါနဲ့အချက်လက်ပိုင်းစီစစ်သူအာလင်လို့ပဲဖြစ်ပါတယ်သူတို့အားလုံးမှာတူညီတဲ့အချက်ရှိတာကတော့ CIA အပေါ်မှာအပြည့်အဝသစ္စာရှိကြတာပါပဲဒါကြောင့် Reina ရဲ့စိတ်ရွံ့မှန်တဲ့တိုက်တွန်းမှုအောက်မှာသူတို့ရဲ့အလုပ်တင်စီမံကိန်းကိုလုံးဝဖျက်ဆီးပစ်ဖို့စိတ်ပိုင်းချက်ရိုက်မှုပိုပြီးခိုင်မာလာပါတယ်အသေးစိတ်ဆွေးနွေးဖို့ထိုင်လိုက်ကြတဲ့အခါမှာတော့လူတိုင်းမှာကိုစီထူးခြားတဲ့အောင်မြင်မှုတွေရှိနေလာကိုတွေ့လိုက်ရပါတယ်အချိန်ဒီမှာဟဲအဖွဲ့တွေကလူတစ်ယောက်ချင်းစီရဲ့တာဝန်တွေကိုလည်းရှင်းရှင်းလင်းလင်းသတ်မှတ်လိုက်ပါတယ်ဂျော်နီကဆေးဝါးကျွမ်းကျင်သူနဲ့လက်ဖြောင်းတနက်သမားတွေနဲ့အတူလုတ်ကြံစားစီတာဝန်ကိုယူလိုက်ရပါတယ်လူတိုင်းရဲ့လက်တွေမှာတွေးဆွင်းခဲ့ဘူးပြီးအထူးသဖြင့်ဆေးဝါးကျွမ်းကျင်သူကပိုဆိုးပါတယ်သူမရဲ့အစိတ်ထုတ်လုပ်တဲ့ကျွမ်းကျင်မှုကအံ့ဩစရာအဆင့်မှာရှိနေပြီ
ဘာအစအနာမှမကြမ်းအောင်မမြင်နိုင်တဲ့တက်ထီတယောက်ဖြစ်ပါတယ်အမြန်တစ်ဖက်မှာ Ruby နဲ့အချက်လက်စီစစ်သူတို့ကလောက်ကျန်စားစီတာဝန်တွေကိုရရှိထားပြီးမြင်သူတို့ရဲ့အထူးပြုချက်ကတော့စိတ်ပိန်ရင်းနဲ့လဲချားမှုတွေပဲဖြစ်ပါတယ် Ruby ကအင်္ဂလိပ်မှာတာဝန်ထမ်းဆောင်နေတော့ကဘီလီယံဒါတယောက်ကိုဒေဝါရီခံရအောင်လိန်လိုက်ပြီးအခုဆိုရင်စီးပွားရေးအကြောက်လွတ်လပ်ခံရနေပါပြီအချက်လက်စီစစ်သူကတော့တကယ်လေအန်ဒီယေမရှိတဲ့ရုပ်ရည်နေနဲ့လဲချားနိုင်ပါတယ်သူက stock ဈေးကွက်ကိုအလွယ်တကူကစားနိုင်ုံတမကသူ့ရဲ့အဖြစ်ကင်းစင်တဲ့မျက်နှာကိုအသုံးပြုပြီးရုရှားနိုင်ငံအထက်ထိအောင်မြင်စွာထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ် CIAC ကိုအချက်လက်တွေတော်တော်များများပေးပို့ပြီးနောက်မှာတော့ Reina ကအစီအစဉ်ကောင်းတစ်ခုရသွားတယ်လို့မျိုးပြုံးလိုက်ပါတယ်နောက်တနေ့မနက်မှာ Reina ကအိမ်ကတယောက်တည်းထွက်လာပြီးနေမြန်အကြီးကြီးကြည့်ဖို့အတွက်အနီးနားကတောအုပ်ထဲကိုဝင်သွားပါတယ်အစီမြင်ကင်မရာတစ်လုံးကိုတက်ဆင်ထားပါတယ်အားလုံးပြီးသွားတဲ့အခါမှာတော့ Reina ကလုံခြုံတဲ့အိမ်ကိုအမြန်ပြန်လာခဲ့ပြီးအားလုံးနိုးနေကြပြီးအချိန်မရွေးထွက်ခွာနိုင်ဖို့အတွက်အထုပ်ဘောပြီးပြင်ဆင်နေကြတာကိုတွေ့လိုက်ရပါတယ်အားလုံးအနားယူလို့ဝသွားပြီဆိုတာကိုသတိထားပြီးတော့ Reina ကအဓိကအချက်ကိုပဲတိုက်ရိုက်ပြောလိုက်ပါတယ်သူမကအခိုးခံတဲ့စန်တဖီစင်းရင်ကိုထုတ်ပြပြီးစင်းရင်တွေကအလုတ်တင်အားလုံးကိုဆက်သွယ်ခဲ့ပေမဲ့ငါးခုပဲဒီကိုလာနိုင်ခဲ့တယ်လို့ပြောလိုက်ပါတယ် ဒါကကြံတဲ့သူတွေတီဆုံးသွားတာဖြစ်နိုင်ပြီလို့တစုံတရာကြောင့်မလာနိုင်တာလည်းဖြစ်နိုင်ပါတယ်ဒါကိုကြားလိုက်ရတော့အားလုံးရဲ့မျက်နှာတွေကတီကြွသွားပါတယ်တစ်ဖက်ကလည်းကြံတဲ့အလုံးတင်တွေရဲ့ကံကြမ္မာကိုစိတ်ဖူးရေးကြလို့နောက်တစ်ဖက်ကလည်းစရင်ထဲကတင်ကေတာတွေရဲ့အတိတ်တွေကိုနားမလည်ကြတာကြောင့်ဘဲကနေဆက်ရမှမသိဖြစ်နေကြလို့ပါအဖွဲ့သားတွေကစရင်ကိုတယောက်တလဲကြီးနေကြတော့မှမယ်အချက်အလက်စီးစစ်သူကရုတ်တရက်စကားပြောလာပါတယ်အောက်ဆုံးကနံပါတ်ကဘန်ရဲ့ routing code ဖြစ်နိုင်တယ်လို့သူကဆိုပါတယ်လူတိုင်းကဒီတဲလွန်စာနောက်ကိုချက်ချင်းလိုက်စုံစမ်းကြည့်ကြပါတယ်တကယ်ပဲဒီတဲလွန်စာတွေရအဲ့ဒီနံပါတ်ကနယူးယောက်မြို့က United First Bank ရဲ့ routing code ထိနေတာကိုတွေ့လိုက်ရပါတယ်Reina ကကျင်းတ်အားရဆိုပြုံးလိုက်ပြီးအားလုံးကိုချက်ချင်းလှုပ်ရှားဖို့အချက်ပေးလိုက်ပါတယ်ဒါပေမဲ့သူမစကားပြောလို့မဆုံးသေးခင်ပါပဲထိန်းချုပ်ရေးစင်တာကစောင့်ကြည့်ရေးစနစ်ကသတိပေးချက်ထွက်ပေါ်လာပါတယ်ခဏအကြာမှာတော့လက်နက်အပြည့်အစုံနဲ့လောက်ကျန်တပ်ဖြတ်ရေးသမားတအုပ်စုကိုမျက်နှာပြင်ပေါ်မှာမြင်လိုက်ရပါတယ်ခေါင်းဆောင်ကတော့ရုရှားကနေဆွေးလွတ်လိုက်တဲ့ goal ပဲဖြစ်ပါတယ်အလက်တင်တွေကအခြေအနေမဟန်တော့ဘူးဆိုတာချက်ချင်းသိလိုက်ကြပေမဲ့သူတို့ကလေ့ကျင့်ထားတဲ့ agent တွေဖြစ်တာကြောင့်ဒီလိုအခြေအနေမျိုးကိုကြောက်လန့်မနေကြပါဘူးReina ရဲ့တတိပေးချက်မလို့ပဲသူတို့ကအထုပ်ကပိုးနီကိုချက်ချင်းစစ်ဆေးပြီးလုံခြုံတဲ့အင်ကနေထွက်ဖို့ပြင်ဆင်ကြပါတယ်အဲ့ဒီအချိန်မှာကိုလ်ကသူ့ရဲ့လက်အောင်ငယ်သားတွေကိုခေါ်ပြီးတောအုပ်ထဲမှာလိုက်ရှာနေတော့သူ့ရဲ့ရန်သူဖြစ်သူနာရာစီကနေဖုံးဝင်လာပါတယ်တစ်ဖက်ကအတန်ကတော့သူတို့မတွေ့ရတာကြားပြီးဖြစ်တဲ့အကြောင်းအတိတ်တွေကိုပြန်ပြောင်းပြောပြနေပါတော့တယ်တိုက်တိုက်ဆိုင်ဆိုင်မဲ့ကိုလ်ကလည်း Reina ကိုလိုက်ရှာနေခဲ့တာပါတခါလောက်တွေးခွင့်ရဟုကြိုးစားနေတာနဲ့တင်နာရာပြောချင်တဲ့အတိတ်ဖေကိုကိုလ်တန်ကောင်းကောင်းသဘောပေါက်သွားခဲ့ပါတယ်တကယ်တော့နာရာက Reina ကိုလက်မဖြားနဲ့တော့မထိဖို့လက်ပတ်တီသတိဖဲနေတာပါကိုလ်ကတော့အရန်တော်သားထွက်သွားပြီးတွားချိတ်ထားမိပါတယ်သူကနာရာကိုစိတ်ကူးမရင်ဘူးနဲ့မကြခင်တတ်ဖိမယ်လို့အေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်ပါတယ်အဲ့ဒီလိုပြောပြတာနဲ့ဖုန်းကိုဒေါသတကြီးချလိုက်ပေမဲ့နာရာကတော့ဒါကိုလုံးဝဂရုမစိုက်ပါဘူးဒီဖုန်းခေါ်ဆိုမှုကစကားနိုင်လို့မဟုတ်ပဲကိုလ်ရဲ့တီးနေရာကိုတီးဖို့အတွက်ပဲဖြစ်ပါတယ်မင်းညကလူကောင်ကြီးတယောက်ကိုသူတိုက်ခိုက်ခဲ့တာဟာအဲ့ဒီလူရဲ့ကိုယ်ပေါ်မှာခြေရကန်ဆက်ကိုမတိမတာတတ်ဆင်ခခဲ့ဖို့အတွက်ပဲဖြစ်နေတာပါမျောလင့်ထားတဲ့အတိုင်းပဲနောက်ွယ်ကလူကကိုးနောက်ကိုလိုက်ဖို့အဲ့ဒီလူကောင်ကြီးကိုလွှတ်လိုက်တာကြောင့်နာရာအတွက်လိုက်ရှာရတာတက်တာသွားစီခဲ့ပါတယ်တစ်ဖက်မှာလည်းအိမ်ထဲကနေဘေးကန်းစေးရထွက်လာပြီးနောက် Reina ကသူမမှတ်သားထားတဲ့အမှတ်အသားတွေရာမြောက်ဖက်ကိုဥဆောင်ခေါ်သွားပါတယ်မင်းညကတည်းကလမ်းလေးရဲ့အစုံမှာကုန်တင်တခါဒီစီကိုသူမဝက်ထားခဲ့တဲ့ကြောင့်ဘလို့အကြောင်းကြောင့်ပဲဖြစ်လူစုကွဲသွားခဲ့လေအားလုံးအဲ့ဒီမှာပြန်ဆုံနိုင်မှာပါအဲ့ဒီနေရာမှာအားလုံးပြန်ဆုံနိုင်တဲ့အဆင်ပြေမှာပဲဖြစ်ပါတယ်ဒါပေမဲ့မထင်မဲ့ပဲခြေလောင်းအနှဲငယ်လောက်ဖိတာနဲ့တိရွက်ချောင်းနေတဲ့အတန်းကိုကြားလိုက်ရပါတယ်။ Reina ကချက်ချင်းလက်မြောင်ပြီးရပ်ဖို့အချက်ပေးလိုက်သလိုပတ်ဝန်းကျင်ကိုလည်းတတိထားပြီးစောင့်ကြည့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာလည်းနာရာကလည်းတီးနေကအချက်လက်တွေအရတောအုပ်ထဲကိုရောက်လာခဲ့ပါတယ်။သူက sniper rifle ကိုကျွမ်းကျင်စွာတက်ဆင်လိုက်ပြီးပစ်မှတ်ကိုအကောင်းဆုံးမြင်ရတဲ့နေရာကိုရွေးချယ်လိုက်ပြီးပတ်ဝန်းကျင်ကိုအမြဲ scan ဖတ်လိုက်ပါတယ်။မထင်မှတ်ပဲနှစ်ဖက်စလုံးနဲ့တိုးနေပေမယ့်တစ်ချက်ကြည့်လိုက်တော့နဲ့သူက Reina ကိုမှတ်မိသွားခဲ့ပါတယ်။နာရာကဘာမှမပြောဘဲတနတ်နဲ့အုပ်စုကိုချိန်ပြီးမောင်ပြောက်လိုက်ပါတယ်။ဦးဆောက်လာတဲ့လောက်ကျန်တက်ဖြတ်ရေးသမားဟာနေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်။တနတ်တန်ဟာတိုက်ပွဲစတင်ဖို့အချက်ပေးတယ်လို့ဖြစ်သွားပြီးတောလုံးမှာတနတ်ထက်လေစူညံသွားပါတယ်။တင်နန်းတင်တွေကလည်းကိုစီအရွေချင်းရှိကြတယ်လို့နာရာကလည်းအဝေးခါနေကူညီနေတာကြောင့်တိတ်မကြခင်မှာပဲကျူးကျော်လာတဲ့လောက်ကျန်တက်ဖြတ်ရေးသမားအုပ်စုကိုအပြတ်ရှင်းလိုက်နိုင်ခဲ့ပါတယ်။ Reina နဲ့သူမရဲ့အသင်းဟာစုတ်ခွားဖို့ကုန်တင်ကားကိုအောင်အောင်မြင်မြင်ဆက်နှုတ်နိုင်ခဲ့ပါတယ်။ဒီဖြစ်စဉ်တစ်ချောင်းလုံးမှာတင်နန်းတင်တယောက်ပဲကံမကောင်းစွာရုံရင်ဆန်းခတ်ကြတနတ်မှန်သွားပါတယ်။ကံကောင်းကဆေးထက်သားကအချင်းမီရှေးဦးထုနာပြုတ်ခဲ့နိုင်လို့ဒိုင်းရကပိုမဆိုးထွားခဲ့ပါဘူး။
ကုန်တင်ကားမောင်းထွက်သွားတာကိုကြည့်ပြီးဒီလူကြီးဟာဒေါသတွေထွက်နေပြီမဲ့တတိရှိတာကြောင့်တခုခုမှားနေပြီဆိုတာကိုချက်ချင်းတတိထားမိပါတယ်။နာရာကဒီနေရာကိုဘယ်လိုလုပ်ဒီလောက်မြန်မြန်ရောက်လာနိုင်တာလဲ။ဒီလိုတွေးလိုက်တော့နဲ့သူ့ဘေးကလူကောင်ကြီးစီအခြေရောက်သွားပါတယ်။တကယ်လဲအဲ့ဒီလူကောင်ကြီးရဲ့ကောလာမှာကတ်ထားတဲ့ခြေရာကန်ဆက်ကိုတွေးလိုက်ရတာပါ။နောက်ဆုံးတော့သူအားလုံးကိုနားလေသွားခဲ့ပါတယ်။ဒေါသအလိတ်လိုက်ထွက်လာပြီးတနက်ထုတ်ပြီးအဲ့ဒီလူကောင်ကြီးရဲ့ခေါင်းကိုပြစ်ခွဲလိုက်ပါတယ်။သူ့ရင်ထဲကနာကျင်မှုတွေကတော့နည်းနည်းပါးပါးပြောင်းလဲသွားတာကဘယ်မှာတရင်ရှိနေစေပါပဲ။တစ်ချိန်တည်းမှာပဲရီနာတို့အတင်ဘေးကန်စေထွက်သွားတာကိုအတီးပြုတ်လိုက်ပြီးနောက်နာရာကလည်းစနိုက်ပါကိုတင်ပြီးအမြဲဆုတ်ခွာခဲ့ပါတယ်။ တိတ်မကြခင်မှာပဲတောအုပ်ကလေးဟာအရင်လိုပြန်ပြီးတိတ်ဆိတ်သွားခဲ့ပါတယ်ဒီအချိန်မှာပဲမာဆန်ကလူတွေကိုဥဆောင်ပြီးအဲ့ဒီနေရာကိုရောက်လာခဲ့ပါတယ်သူကအခင်းဖြစ်နေရာကိုအမြန်ရှင်းလင်းဖို့အမိန့်ပေးလိုက်ပြီးနားချင်အောင်မယူဘဲအထက်လူကြီးတွေဖြစ်တဲ့ UPSC ကိုဖုံးဆက်အစည်းအခံလိုက်ပါတယ်နာရာထအရင်ရုရှားတွေကတင်တန်းသားတွေကိုရှာတွေ့သွားတယ်ဆိုတာကြားလိုက်ရတော့အထက်လူကြီးတွေကတင်တန်းသားတွေထဲမှာတစ်စားဖောက်ရှိနေပြီဆိုတာချက်ချင်းသိသွားခဲ့ပါတယ်နောက်ကွယ်ကစားတိုးတွေကိုစစ်ဆေးကြည့်ရကနေအဲ့ဒီသူလျိုရဲ့ကုတ်နမေဟာဖန်တန်ဆိုတာကိုလည်းဖော်ထုတ်နိုင်ခဲ့ပါတယ်ကိစ္စကကြီးလေတာကြောင့်အထက်လူကြီးတွေကမာဆန်ကိုဒီစစ်စင်ရေးမှာဝင်ပါဟုချက်ချင်းအမိန့်ပေးလိုက်ပြီးတင်တန်းသားအဖွဲ့နဲ့သူလျိုကိုအမြန်ဆုံးရှာဖွေဖို့ညွှန်ကြားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲနာရာကတင်တန်းသားတွေနဲ့ဆက်သွယ်ဖို့အတွက် NRC ကနေ .web lip စာတစ်ခုရခဲ့ပါတယ်မကြခင်မှာပဲ Rina စီကိုလျှို့ဝှက်စာတစ်စောင်ရောက်လာခဲ့ပါတယ်ပေးပို့သူကတငယ်ချင်းတယောက်ဖြစ်ကြောင်းနဲ့အချိန်မရွေးချက်သွယ်နိုင်ကြောင်းပြောထားတာပါအမှန်တရားကဘာလဲဆိုတာမသိကြပေမဲ့ရီနာကတော့စောစောကကန်းပါဘော်ကနေသူတို့ကိုကူညီပေးခဲ့တဲ့စနိုက်ပါသမားကိုချက်ချင်းပြေးမိပါတယ်မဆိုင်မတွတဲ့သူမရရှိထားတဲ့ဖုန်းနံပါတ်ကိုခေါ်လိုက်ပါတယ်ခဏကြာမှတော့ထူးဆန်းတဲ့အမျိုးသားတယောက်ရဲ့အတန်ကဖုန်းထဲကနေထွက်လာခဲ့ပါတယ်အဲ့ဒါကတော့ dark web lip စာကိုကြိုက်ထားတဲ့နာရာပဲဖြစ်ပါတယ်သူကလိုရင်ကိုပဲဓာတ်ရိုက်ပြောပြီးသူမှရန်သူမဟုတ်ပဲမဟာမိတ်ဖြစ်တယ်လို့အခိုင်အမာပြောလိုက်ပါတယ်ဒါပေမဲ့ရီနာကတော့တတိထားနေဆဲဖြစ်ပြီးသူ့ကိုအလွယ်တကူမယုံကြည်နိုင်ဘူးလို့ပြန်ပြောခဲ့ပါတယ်နာရာကတော့ဒါကိုဂယုမဆိုင်ပဲမင်းမတခြားရွေးချယ်စရာရှိလို့လားလို့ပဲပြန်မေးလိုက်ပါတယ်ဒီစကားကရီနာကိုစွန့်အားသွားစေခဲ့ပါတယ်ညရုပ်တဲ့အခါမှာတော့နှစ်ဖက်စလုံးဟာလူသူဝေးတဲ့မြို့ပြင်မှာတွေးဆုံကြပါတယ်တင်နန်းသားအလုံးကစိုးရိမ်နေတဲ့ပုံစံတွေရှိနေကြပြီးသူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါအတော်လေးတင်းမာနေခဲ့ပါတယ်ဒါနဲ့ဆင့်ကျင်ပန်နေနဲ့နာရာကတော့အေးအေးဆေးဆေးပဲရီနာစီကိုကားမောင်းလာခဲ့ပါတယ်ပြီးတော့သူဟာရခင်ကပင်လယ်ရေကြောင်းအေဂျင့်ဟောင်းတကဖြစ်ခဲ့ပေမဲ့လွန်ခဲ့တဲ့၈နှစ်ကအလုတ်ထုတ်ခံနေရတယ်လို့ပွင့်ပွင့်လင်းလင်းပြောပြလိုက်ပါတယ်ရီနာကတော့သူ့ရဲ့နောက်ကျောင်းကိုစိတ်ဝင်စားပါဘူးသူဘာလို့ရုတ်တရက်သူတို့ကိုကူညီဖို့ပေါ်လာတယ်လဲဆိုတာကိုပဲတိုင်းနိုင်မေးလိုက်ပါတယ်နာရာကလည်းဖုံးကွယ်မထပဲရုရှားတွေကတင်တန်းသားတွေကိုရှင်းထုတ်ဖို့စ조사နေတယ်ဆိုတဲ့သတင်းရထားတာကြောင့်ရီနာကိုဘေးကန်းစင်းနဲ့ပြန်ခေါ်လာဖို့သူမရဲ့အမေကတာဝန်ပေးထားတာလို့ပြောလိုက်ပါတယ်ဒါပေမဲ့ရီနာကတော့ကျေးဇူးတင်တဲ့စိတ်လုံးဝမရှိပါဘူးသူမကရဲလောက်ပြီးသူမမှာအမေမရှိသလို CIA ကိုလည်းဘယ်တော့မှပြန်မသွားဘူးလို့ပြောလိုက်ပါတယ်နာရာကတော့ညင်းခွန်မနီပဲအန်နာရဲ့အသိကရုံးကန်ခဲ့ရတဲ့အကြောင်းတွေကိုပဲပြန်ပြောပြနေခဲ့ပါတယ်သူကချက်ချင်းပဲလေထန်ကိုပြောင်းလိုက်ပြီးရီနာရဲ့အဖွဲ့မှာသူလျိုရှိနေနိုင်တယ်လို့သတိပေးလိုက်ပါတယ်မဟုတ်ရင်ရုရှားတွေကဒီလောက်မြန်မြန်ဘေးခန်းအိမ်ကိုရှာတွေ့မှာမဟုတ်ဘူးလေရီနာကအစီအစဉ်မရှိပဲရန်ထန်တတိပြတတ်တဲ့သူမဟုတ်ပါဘူးထူးဆန်းတဲ့တစ်ခုခုကိုတတိထားမိသွားတာနဲ့သူမကရန်လိုတဲ့အမူအရာကိုချက်ချင်းလော့ရှလိုက်ပြီးနာရာကိုအစီအစဉ်ကဘာလဲလို့မေးလိုက်ပါတယ်မထင်မဲ့ပဲသူရှိဆက်ဖို့နီလန်းရှိမလားသိရအောင်အန်နာနဲ့အရင်တွေ့ဖို့အကြံပေးလိုက်ပါတယ်နာရာမှာတခြားရည်ရွယ်ချက်တွေရှိနေနိုင်မှန်းသိပေမဲ့တေချာစဉ်းစားပြီးတဲ့နောက်မှာတော့ရီနာကသူစီစဉ်ပေးတဲ့အချိန်မှာတွေ့ဖို့သဘောတူလိုက်ပြီးနှစ်ယောက်သားပင်လယ်ဘက်ကိုပြန်ခဲ့ကြပါတယ်ရီနာကစူဆောင်းထားတဲ့သတင်းအချက်လက်အားလုံးကိုနာရာစီလိုလွှဲပေးဖို့သတင်းခွဲချမ်းစိတ်ဖြစ်သမားကိုညွှန်ကြားလိုက်ပါတယ်သူတို့ရဲ့နောက်ထပ်တွားရမယ့်နေရာကဘန်ဖစ်တယ်ဆိုတာသိလိုက်ရတော့နာရာကမတားဆီပဲနဲ့သူတို့အတော်တော်တယ်လို့တောင်ချီးမြှောက်လိုက်ပါသေးတယ်အဲ့ဒီစာရွက်ရဲ့အဓိပ္ပာယ်ကိုဒီလောက်မြန်မြန်ဖော်ထုတ်နိုင်လိမ့်မယ်လို့ဘယ်သူထင်ထားမှလဲ10မိနစ်အကြာမှာတော့ကုန်းတင်ထက်တာမြေအောက်ကားပါကင်းထဲကိုဝင်လာခဲ့ပါတယ်အန်နာကအဲ့ဒီမှာစောင့်နေလာကြပါပြီရီနာကမလူတော့လေသူမစီကိုချင်းကပ်သွားပြီးအပြုံးအတူတစ်ခုလှုပ်ပြလိုက်ပါတယ်အန်နာကတော့သမီးဖြစ်တာသူရဲ့လောင်ပြောင်တဲ့အမူအရာကိုဂယုမဆိုင်ပဲဘာပဲဖြစ်ဖြစ်သူမကိုကာကွယ်ပေးမယ်လို့ပဲပြောလိုက်ပါတယ်အန်နာရဲ့အမူအရာကဟန်ဆောင်နေတာမဟုတ်တာကိုရီနာတတိထားမိသွားတာကြောင့်သူမရဲ့ရန်လိုနေတဲ့အမူအရာကိုလှော့ချလိုက်ပြီးနောက်ထပ်ဘာလုပ်ရမလဲလို့မေးလိုက်ပါတယ်ဒါပေမဲ့အန်နာစကားမပြောပါသေးခင်အနက်ရောင်ကားတန်းကြီးတစ်ခုရုတ်တရက်ဝင်လာခဲ့ပါတယ်အဲ့ဒီထဲမှာ CIA ရဲ့စစ်စင်ရေးဆိုင်ရာဒုတိယညွှန်ကြားရေးမှူးကြီးမာရှယ်လည်းပါလာပါတယ်သူကတင်ထန်းထားအားလုံးကို CIA ရဲ့ပိုင်ဆိုင်မှုတွေဖြစ်သတ်မှတ်ပြီးခေါ်သွားခြင်းတယ်လို့ကြေညာပါတယ်ဒါကိုကြားလိုက်ရတော့ရီနာရဲ့ဒေါသတွေကအရှိန်ဟုန်နဲ့ထပ်ပေါ်လာပြီးတင်ထန်းသားတွေကဘေးသူတွတ်မှတပ်ဖြတ်လေးကိရိယာတွေမဟုတ်ဘူးလို့မာရှယ်ရဲ့မျက်နှာကိုကြည့်ပြီးအော်ဟစ်လိုက်ပါတယ်ဒါပေမဲ့မာရှယ်ကတော့သူမစကားကိုဂရုမစိုက်ပါဘူးသူကသူ့တပည့်တွေကိုအရေးယူဖို့အချက်ပေးဖို့ပြင်နေပါတယ်
မထင်မှတ်ပဲအခြေအနေကဆိုးရွားသွားပြီးသူတို့အားနည်းချက်ဖြစ်သွားစေတဲ့အချက်အတဲတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်ရီနာနဲ့သူမရဲ့အဖွဲ့ကတော့တိုက်ခိုက်ဖို့စိတ်အားထက်သန်မနေကြပါဘူးလမ်းပိတ်နေတဲ့အဖွဲကိုရှင်းထုတ်ပြီးတာနဲ့သူတို့တွေချက်ချင်းပဲဆုတ်ခွာခဲ့ကြပါတယ်။ဒါပေမဲ့မာရှယ်ကတော့ဒီတိုင်းလွှတ်ပေးဖို့စိတ်မကူထားပါဘူး။သူကအသက်ရှင်ချန်ရတဲ့သူတပည့်တွေကိုဆက်ပြီးလိုက်ဖန်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့မြေအောက်ကားပါကင်ကနေထွက်လာပြီးတာနဲ့ကားပြူတစ်စီးကသူ့လမ်းကိုပိတ်လိုက်တာကြောင့်ရီနာတို့အဖွဲ့ရဲ့ကုန်ကားကြီးမောင်းထွက်သွားတာကိုဒီတိုင်းပဲထိုင်ကြည့်နေလိုက်ရပါတယ်။တစ်ဖက်မှာလည်းနာရာကဒဏ်ရာရထားတဲ့ရုရှားအေဂျင့်နောက်ကိုလိုက်နေခဲ့တာပါ။သူကချက်ချင်းတင်တဲ့နမကိပဲဘာလို့အလူအသင်တွေကိုလိုက်နေရတာလဲဆိုတာကိုဒီအမျိုးသမီးကိုမေးမြန်းနေပါတယ်ရုရှားဖက်ဒရယ်လွန်ဂျူနီရေးဌာနရဲ့အေဂျင့်တရားဝန်ကြီးနဲ့ဒီအမျိုးသမီးကနိုင်ငံတော်လူချက်တွေကိုဘယ်တော့မှထုတ်ပြောမှာမဟုတ်ပါဘူး။သူကအခွင့်အရေးကိုအထုံချပြီးကျမ်းပင်ဘောကတနတ်ကိုကောက်ကင်ကပြန်ခုခံမှုကြိုးစားခဲ့ပေမဲ့နာရာရဲ့ကြီးစံကပုံမြန်သွားခဲ့ပါတယ်။အလုံးတင်တဲ့ပဲဖြန့်ကြည့်ရရင်တော့သူတို့တွေတေဘေးကနေတီတီလေးလွတ်မြောက်လာခဲ့ပြီးမဲ့အမောတုံမဖြေနိုင်ကြသေးပါဘူး။ရီနာကလူတိုင်းကိုကားပေါ်ကဆင်းဖို့အချက်ပေးလိုက်ပါတယ်။ပြဿနာတွေပိုပြီးမရှုံထွေးလာစေဖို့အတွက်သူမကသစ္စာဖောက်ကိုချက်ချင်းပဲအလင်းပေါ်ဆွဲထုတ်ဖို့ဆုံးဖြတ်လိုက်တာပါ။လူတိုင်းကဖုန်းတွေကိုစစ်ဆေးပြီးတဲ့နောက်မှာတော့တည်င်းအချက်လက်ပိုင်းကျွမ်းကျင်သူကသူတို့ရှိနေတဲ့နေရာကိုမတိရလဲသူတလောက်စီခဏခဏတည်င်းပို့နေတာကိုရီနာတွေ့သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့လူတိုင်းကသူ့ကိုဝိုင်းပြီးလက်ညှိုးထိုးကြပါတော့တယ်။သူ့ရဲ့ဖုန်းကွယ်ထားတဲ့အမန်းတယောက်ပေါ်သွားပြီဖြစ်လို့ဒီလူကအသက်ရှင်ဖို့အတွက်တောင်ဆက်ပြီးဖုန်းကွယ်မနေတော့ပါဘူး။သူကတည်င်းအချက်လက်တွေကိုပဲပို့ခဲ့တာဖြစ်ပြီးရုရှားဘက်ကတိကျတဲ့အစီအစဉ်တွေကိုမသိဘူးလို့စင်ကြေပေးခဲ့ပါတယ်။ဒါပေမဲ့အလုတ်တင်တွေကတော့ဒါကိုမယုံကြပါဘူး။အချက်ရိုက်သွားတဲ့ဒီတည်င်းအချက်လက်သမားဟာထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့မထင်မှတ်ပဲစနိုက်ပါသမားရဲ့ဖိခတ်မှုကိုခံလိုက်ရပြီးတေဆုံးသွားပါတယ်။ဒါကြောင့်တဲလွန်စားကလုံးဝပြတ်တောက်သွားခဲ့ပြီးသူတို့တွေအခြေအနေရပဲဆက်သွားဖို့ဆုံးဖြတ်လိုက်ကြပြီးနောက်ကနေ့မှာတော့ United First New York ဘဏ်ကိုတွားခဲ့ကြပါတယ်။ဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီနေရာကဖျက်ဆီးခံထားတာကြားပြီးထစ်ပြီးအဟောင်းပေါ်မှာဆိုင်ခန်းတွေအများကြီးပေါ်နေတာကိုတွေ့လိုက်ရပါတယ်။ရီနာကအခြေအနေကိုစုံစမ်းဖို့ကဖေးဆိုင်လေးတဲ့ဝင်းသွားပါတယ်။မထင်မှတ်ပဲအဖွားကိုတယောက်ကတူမစီလောက်လာပြီးအရင်ကဒီဘန်းမှာအလုပ်လုပ်ခဲ့တဲ့ဝန်ထမ်းတယောက်ဖြစ်ကြောင်ပြောပြလာပါတယ်။ဒီနားမှာဘန်းမဖွင့်လာကြပြီးကြောင်သူမကအတီးပြူပေးပါတယ်။ရီနာကစားရွက်ပေါ်ကတင်ဂေတာကိုပြပြီးဒါကိုရှင်းပြပေးဖို့တောင်းဆိုလိုက်ပါတယ်။မထင်မှတ်ပဲအဲ့ဒီအဖွားကဒီအတီးပေကိုတိနေပါတယ်။ဒါတွေကဖုန်းခလုခွေဟောင်းတွေပေါ်ကနံပါတ်တွေဖြစ်ပြီးဒီရက်ကွက်မှာတော့အဲ့ဒီ area ကိုတခါမှမထုံးဘူးဘူးလို့ပြောပြပါတယ်။အဲ့ဒီအဖွားကမြို့ထဲမှာတခြားဖန်တစ်ခုမှသွားစမ်းကြည့်ဖို့အကြံပေးလိုက်ပြီးအဲ့ဒီမှာရီနာရှာနေတာတွေရှိနိုင်တယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားပြီးတာနဲ့ရီနာကတူမရဲ့အဖွဲကိုချက်ချင်းပဲခေါ်သွားပါတော့တယ်။ထူးဆန်းတာကစုံစမ်းကြည့်လိုက်တဲ့အခါမှာဒီအဆောက်အဦကအသုံးမပြုတာကြားပြီးဖြစ်ပေမဲ့လျှက်စစ်မီတာခန့်တွေကတော့အချားမရှိပဲအယမ်းတက်နေတာကိုတွေးလိုက်ရပါတယ်။ရီနာကနေယာမန်ကိုရှာထွေးပြီးဆိုတာချက်ချင်းထိသွားပြီးလူတိုင်းကိုအသင်ပြင်ဖို့အချက်ပေးလိုက်ပါတယ်။အချင်းတော်ကြာရှာဖွေပြီးတဲ့နောက်မှာတော့ရူဘီရဲ့ကျွမ်းကျင်တဲ့လက်လွတ်မှုကြောင့်တက်ခွဲလိုင်းရဲ့စောင့်ကြည့်စနစ်တလုံးအလုံးမလုံးပဲပြတ်သွားပါတယ်။ကြီးကျယ်သူကစကရင်ပေါ်မှာရိုင်းရတဲ့လက်ဟန်ချီဟန်ကိုမြင်လိုက်တဲ့အခါမှာဒေါသတစီနဲ့သူတပည့်တွေကိုနေဟာအညအမြန်ဆုံးရှာခိုက်ပါတော့တယ်။ကျူးကျော်ဝင်းရောက်လာသူကိုအမြန်ဆုံးဖော်ပြဖို့သူတို့ကြိုးစားကြပါတယ်။အဲ့ဒီအချိန်မှာပဲရီနာကတကားကိုတွန်းဖွင့်ပြီးတက်ခွဲလာနဲ့ဝင်သွားပြီးမယ်အတွေးကမြင်ကွင်းကိုမြင်လိုက်တဲ့အခါမှာတော့လူတိုင်းကြောင်သွားကြပါတယ်။အခန်းထဲမှာမျက်လုံးတွေကိုအဝတ်စီးထားတဲ့ကလေးငယ်ငယ်အများစုဟိုတစီတစလဲလျောင်းနေကြပါတယ်။တကားပိတ်ထွားတဲ့အတန်ကြားလိုက်ကြတဲ့ကလေးတွေကအချက်ပေးချက်တခုရလာတယ်လို့မျိုးတပြိုင်နက်ပဲထရလိုက်ကြပါတယ်။သူတို့ကဘာမှစကားမပြောပဲအမိန့်တစ်ခုကိုစောင့်နေတဲ့ရုပ်ပြုံးစုတွေလိုညင်ပြီးထိုင်နေကြပါတယ်။ရီနာတို့အဖွဲ့ကတော့ယင်းထဲမှာအနဲ့ထိုးတယ်လို့ခံစားလိုက်ရပါတယ်။ဒီကလေးတွေက CIA ရဲ့အလုတ်တင်စီမံကိန်းချက်အတွက်စမ်းတက်ခံအရှိတီအသမ်းမှတ်ခေါ်ထောင်ထားတာဆိုတာကိုသူတို့တွေကောင်းကောင်းနားလဲသွားပါတယ်။ရုပ်တရက်ဆိုတာနဲ့မိန်းကလေးငယ်တွေကရဲ့အတန်းကတိတ်ဆိတ်မှုကိုဖျက်ချော်သွားပြီးရှင်တို့ဒီကိုမလာတဲ့ဘူးလို့ပြောလိုက်ပါတယ်။သူမစကားအဆုံးမှာပဲကလေးတွေကသူတို့ရဲ့မျက်စိစီးထားတဲ့အဝတ်တွေကိုတပြိုင်နက်ဆွဲဖြူလိုက်ကြပါတယ်။နောက်ထပ်ကောင်လေးတယောက်ရဲ့အတန်းထွက်ပေါ်လာပါတယ်။ရုပ်တရက်အခန်းထဲမှာအစိတ်နှုံးတွေပါဝင်တဲ့အဖြူရောင်မီးကွန်းကြီးဖုံးလွှမ်းသွားပါတော့တယ်။ရီနာတို့အဖွဲ့ကပြပြလက်ထက်နှာခေါင်းနဲ့ပါကိုလက်နဲ့အုပ်ထားပြီးမှမထူးကြပါဘူး။ခဏလေးမှပဲသူတို့အားလုံးတတိမလိတ်ဂရန်ဖင်ပေါင်လဲကျသွားကြပါတယ်။တစ်ဖက်မှာတော့ကလေးတွေကဘာမှမထက်တလို့တန်းစီပြီးအခန်းထဲကထွက်သွားကြပါတယ်။မျက်နှာချက်ပေါ်ကနေတွန်ခါတန်တွေထွက်ပေါ်လာပြီးကြီးမားတဲ့လေဝင်လေထွက်စနစ်ကအခန်းထဲကအစိမ့်ငွေတွေကိုချက်ချင်းဖယ်ရှားပစ်လိုက်ပါတယ်။ဘာမှမထစ်ခဲ့သလိုမျိုးမာဆန်ကအခန်းထဲကို AACC လမ်းလျှောက်ဝင်လာခဲ့ပါတယ်။တတိလေးနေတဲ့အလှုပ်တင်တွေကိုကြည့်ပြီးသူကကျေနပ်သလိုမျိုးခေါင်းညှိပြနေတော့ပါတယ်။သူ့လေကိုပိုးစီကနေ ACC ခန်းစားချက်တစ်ခုနဲ့အတူတနတ်ပြောင်းတစ်ခုနဲ့အထီးတွေကိုခန်းစားလိုက်ရပါတယ်။ရေနာဘယ်ရှိမှတတိပြန်ရလာလဲဆိုတာဘယ်သူမှမသိလိုက်ပါဘူး။တကယ်တော့သူမကအဲ့ဒီအစိမ့်ငွေကိုခံနိုင်ရရှိနေတာပါ။သူမရဲ့အသင်းဖော်နဲ့အတူလဲကျသွားတာကနောက်ွယ်ကလူကိုဆွဲထုတ်ဖို့အတွက်သူမရည်ရွယ်ချက်ရှိခင်းထားတဲ့ထောင်ချောက်တစ်ခုပဲဖြစ်ပါတယ်။မာဆန်မယုံနိုင်တာကတော့တခြားအလုပ်တင်တွေလည်းတဖြည်းဖြည်းတတိပြန်ရလာတာပါပဲ။တကယ်တော့ဆေးဝါးကျွမ်းကျင်သူကဖြည့်ဆေးကိုကြိုတင်ပြင်ဆင်ထားခဲ့လို့ပဲဖြစ်ပါတယ်။ရေနာရဲ့မင်းမြန်းမှုတွေကိုမာဆန်ကဘာမှမဖုံးကွယ်ပဲဒါဟာအလုပ်တင်စီမံကိန်းရဲ့စမ်းသပ်မှုအခြေစိုက်စခန်းထက်ကြောင်းအေးဆေးဆေးပဲဝန်ခံလိုက်ပါတယ်။သူတို့တွေကဒီလူငယ်တွေကိုဖမ်းဆီးပြီးလူသားတွေပေါ်မှာစမ်းသပ်မှုတွေလုပ်ကအစွမ်းထည်စစ်သေးတော့တပ်ဖွဲ့တစ်ခုဖန်တီးဖို့ကြိုးစားနေတာပါ။သူကရေနာရဲ့စွမ်းဆောင်ရည်ကိုကောင်းကောင်းသိလို့အရင်အစီအစဉ်ကိုလည်းကြိုတင်ပြင်ဆင်ထားပါတယ်။သူစကားပြောပြီးတာနဲ့တကားပွင့်လာပြီးလက်နက်ကင်လုံခြုံရေးအထွဲဝင်တွေဝင်လာကနှစ်ဖက်
စလုံးထိတ်တိုက်ရင်ဆိုင်ထိကြပါတော့တယ်ရေနာကတနက်ကိုဟွေရမ်းပြီးလုံခြုံရေးတွေကိုလက်နက်ချခိုင်းဖို့မာဆန်ကိုအမိတ်ပေးပေနဲ့သူကတော့ဒီရပိုင်ခွင့်တွေကိုလက်လွတ်မှမဟုတ်ဘူးလို့ပြက်ပြက်သားသားညင်းဆိုလိုက်ပါတယ်သူမျိုးလုံးထဲမှာတော့အဲ့ဒီကလေးတွေကတာမန်လူတွေမဟုတ်ပဲအတိအမှတ်ပြထားခဲ့အလုပ်တင်တွေသာဖြစ်ပါတယ်ရေနာကသူ့ရဲ့လူမဆန်မှုကိုဒေါ်သားတကြီးဆဲဆူနေတော့ပါတယ်တနက်တန်းတစ်ချက်ကသူမနာနာမှာတင်ဟင်းထွက်သွားပါတယ်ကိုညီဖို့ရောက်လာတဲ့သူကအာနာဖြစ်ပြီးအခြေအနေကချက်ချင်းပဲထိမ့်မနိုင်တီးမြဖြစ်သွားခဲ့ပါတယ်ဒါခွဲကန်ထဲမှာပဲအနီးကပေခတ်မှုတွေဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့နှစ်ဖက်စလုံးကအင်အားချင်းမျှနေတာကြောင့်အခြေအနေကအပြည့်မထွက်ပဲကြန့်ကြာနေခဲ့ပါတယ်ပိုဆိုးတာကအဲ့ဒီအချိန်မှာတကောက်ထပွင့်လာပြီးလက်နက်အပြည့်စုံနဲ့အထူးတစ်ခွက်ဝင်းတွေရောက်လာတာပါပဲသူတို့ရဲ့ပစ်အားကအရန်ပြင်းထန်တာကြောင့်ရေနာမှုဘက်ကစက်တိုက်ဆုတ်ခွာနေခဲ့ရပါတယ်ကံကောင်းထောင်မစွာနဲ့အရေးကြီးတဲ့အချိန်မှာအထူးတစ်ခွက်ခေါင်းဆောင်ရဲ့ကြီးစံကုန်သွားခဲ့ပါတယ်ရေနာကအခွင့်အရေးကိုအရောက်ယူပြီးကြည်ဖြူဖို့ပြင်းလိုက်ပါတယ်အတင်းဖော်တို့ရဲ့ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှုနဲ့အကျနောက်ကနေဝင်တိုက်လိုက်တာကြောင့်ဒီအထူးတစ်ခွက်ကိုခဏလေးအတွင်းမှာပဲအပြတ်ဆင်းနိုင်ခဲ့ပါတယ်ဒါပေမဲ့စစ်မြေပြင်ကိုရှင်းလင်းတဲ့အထက်မှာတော့မာဆန်ကထွက်ပြေးထားတာကိုတွေးလိုက်ပေမဲ့တိတ်မဝေးခင်မှာပဲနာရာကရှောင်းလန်းထဲမှာသူ့ကိုဖမ်းမိသွားပါတယ်သူတို့နဲ့ဟာတစ်ချိန်လုံးကပခုံးချင်းရင်တိုက်ပွေးဝင်ခဲ့တဲ့ရဲဘော်တွေထိခဲ့ကြသူတွေဖြစ်ပြီးနောက်ပိုင်းမှာလည်းရင်းနှီးတဲ့ look for ကင်တွေထိခဲ့ကြသူတွေပါပဲသူတို့ဒီတနေ့မှရန်သူတွေအဖြစ်ထိတ်တိုက်တွေ့မယ်လို့ဘယ်သူမှမထင်ခဲ့ပါဘူးဘာပုတ်ကူရာအာဂရာမမထားပဲအသက်ရှင်မှုသာတိုက်ပွဲထိကြတဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်နောက်ဆုံးမှာနာရာကတနာညာတာချင်းမရှိပဲသူမနဲ့ look for ကင်တွေဟောင်းကိုကိုယ်တိုင်အဆုံးစီရင်လိုက်ပြီးဒီရှုပ်ထွေးလိုက်တဲ့အသိကိုအဆုံးတတ်လိုက်ပါတော့တယ်စကားအဆုံးမှာတော့ CIA ညွှန်တာ UAE ရောက်လာပြီးပျက်စီးနေတဲ့အခြေအနေကိုကြည့်ပြီးနောက်ဆုံးမှာတော့အ short wave ကိုဆုံးဖြတ်လိုက်ပါတယ်အလုပ်တင်တွေကိုလူသက်လက်နက်တွေအဖြစ်မမြင်တော့ပဲသူတို့ရဲ့တန်ဖိုးကိုတခြားနည်းနဲ့တက်တည်ပြနိုင်ကိုယာရုနေရာတွေစီစဉ်ပေးမယ်လို့ကြည်ညာပြီးစကားကပြီးဆုံးသွားခဲ့ပါတယ်ဂျုံထားရင်တော့ဒီကားကအစကနေအဆုံးထိတကယ်လို့ကြည်ကောင်းတဲ့ action ကောင်းတကားကပဲဖြစ်ပါတယ်ဇလန်ခါကွက်လောက်တွေကိုဖြီးစည်းနိုင်ုံနာမကဆက်ချိန်လေလုံးဝမနှွေးသွားပဲ action ခန်းတွေကလည်းတကယ်ကိုထိထိမိမိရှိလာပါတယ် Stan Locker ကနေလာတဲ့ director James Banford ကတော့ action ခန်းတွေကိုထိန်းချောင်းတဲ့နေရာမှာတကယ်ကိုထူးချွန်တဲ့အရေးချင်းရှိသူဖြစ်ပါတယ်ဒီစကားတွေကအနီးကတိုက်ခိုက်မှုကွက်တွေကနီးပညာတွေကိုပြသဆက်အတုံးမဟုတ်အထူးသဖြင့်နောက်ဆုံးဘိုလိုကွာမှာဆိုရင်ပိုလိုနဲ့လှုပ်ရှားမှုတခုမှမပါဝင်ပါဘူးအဲ့ဒီအစားကန်ဂျမာနဲ့စီတော်ချင်းတွေနဲ့ပြိနတ်နေတာဖြစ်တာကြောင့်လက်ထင်းချက်တစ်ချက်ချင်းစီနဲ့ရိုက်ချက်တစ်ချက်ချင်းမှာအတိတ်ကတန်ရိုးစင်တွေနဲ့ပစ္စုပန်ဟဲ့ပြတ်တတ်တဲ့စိတ်ပိုင်းပြတ်ခန်းမှုတွေစီးဝင်နေလို့ဒီအကျန်းဖက်တိုက်ခိုက်ခန်းတွေကခန်းစားချက်အလေးနဲ့တွေကိုပါပုံမပေါ်လွင်စေခဲ့ပါတယ်အမှုပညာဆိုင်တဲ့အကျန်းဖတ်မှုနဲ့စိတ်လှုပ်ရှားမှုခန်းစားချက်တွေပေါင်းစပ်ထားတဲ့ဒီစကားရဲ့ action ခန်းတွေကရိုးရိုးတန်တန်စီးပွားရေးရုပ်ရှင်တွေရဲ့ဆန်နှုံကကြော်လွန်သွားခဲ့တာဖြစ်ပါတယ်ရုပ်ရှင်တစ်ခုရဲ့တန်ဖိုးကသူ့ရဲ့နာမည်ကူးထင်ပေါ်မှာမူတည်ပြီးရုပ်ရှင်သုံးသပ်ပင်းရှင်တစ်ခုရဲ့တန်ဖိုးကတော့ခန်းစားနားလည်မှုပေါ်မှာတည်ငြိမ်နေတာဖြစ်ပါတယ်ဒီနေ့အတွက်ဇလန်ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဇလန်ကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဇလန်ရဲ့ပေါ်မှာပရိသတ်တို့ရဲ့အမြင်ကတော့ဘယ်လိုရှိပါသလဲအောက်မှာ comment ပေး